ကိုသွားတဲ့ဘဝမှာဒါနကောင်းမှုလုပ်သွားလို့ဒါနကုသိုလ်ဆိုတဲ့ရိတ်ခါပါလို့ရှိရင်ဘယ်ဘဝရောက်ရောက်စားရမဲမဲတောက်ရမဲမဲနဲ့စင်းစင်းရဲရဲနေရတဲ့အနေအထားမျိုးမဖြစ်ဘူး။အိုတာတော့အိုမယ်နာတာတော့နာမယ်သေတာတော့သေမယ်။မအိုမနာမသေခင်မှာချမ်းသာဒုက္ခတွေရနိုင်သေးတယ်။ဒီလိုဆိုတာပေါ့နော်။ဘဝခရီးမှာအခက်ခဲတွေတက်တာတော့အကယ်၍ဒါနဆိုတဲ့ကုသိုလ်ရိတ်ခါမပါဘူးဆိုလို့ရှိရင်ပင်မလာတဲ့ဘဝမှာထပ်ဆင့်ပြီးတော့စားစရာကမပြေလဲတောက်စရာကမပြေလဲနေစရာကမရှိဝတ်စရာကမရှိဆင်းရဲဒုက္ခအတိနဲ့အသက်မွေးရတယ်အသက်ရှင်ရရှင်းလာတဲ့ဘဝမှာလည်းပဲမကြခင်အိုမင်းရင်ရောယောဂဝေဒနာတွေဖြစ်နောက်ဆုံးသေပွဲဝင်ရတဲ့အနေအထားမျိုးထိရောက်သွားနိုင်တယ်ပေါ့